free ပညာဒါနလိုချင်တဲ့သူများဒီဗီဒီယိုလေးကိုအစားဆုံးကြည့်သွားလိုက်ပါလို့ဒီချက်ကဒီခဲတံထဲတဲ့အိတ်ကလေးကိုပညာဒါနချုပ်ပြပေးမယ်ဆိုပြီးပြောပြထားတယ်ပထမတစ်ခေါက်မှာလည်းဒီချက် share ခိုင်းထားတယ်မိမိရဲ့ wall ပေါ်မှာ public နဲ့ share ထားပေးပါ share ပြီးတဲ့သူများအားလုံးကိုဒီသင်တန်းလေးဒီတဲ့ကိုထည့်ပေးမယ်လို့ချက်ပြောထားရတယ်ပေါ့နော်အဲ့တော့အခုဒီသင်တန်းလေးကဒီချက်ကပြီးသွားပြီဆိုတဲ့အခါကျတော့ဒီသင်တန်းလေးကဒီချက်က private လုပ်ထားခြင်းဖြစ်ပါတယ် public နဲ့မထည့်ပါဘူးဘာကြောင့်လဲဆိုတဲ့အခါကျတော့တကယ်ကိုသင်ယူခြင်းနဲ့လူခြင်းနဲ့ဆိုတဲ့သူတွေကိုဒီချက်အဓိကဦးစားပေးခြင်းဖြစ်ပါတယ်လို့ပြောချင်ပါတယ်တခြားကြောင့်မဟုတ်ပါဘူးတကယ်တို့ဒီသင်တန်းတစ်ခုမှာတစ်ခါလေကြလို့ရှိရင်ဟုတ်လားတချို့ဟာလေးတွေကဒီတိုင်းချုပ်ပြတာနဲ့နားမလည်နိုင်တဲ့အချက်လေးတွေရှိတယ်ဒါကြောင့်မလို့ဒီချက်ကဗီဒီယိုလေးတွေရဲ့သင်ခန်းစာဓာတ်ပုံလေးတွေရဲ့ဒီချက်ကသင်ပြပေးထားခြင်းဖြစ်ပါတယ်ဒီအိတ်သင်တန်းထဲမှာဆိုလို့ရှိရင်ဗီဒီယိုက6ကွက်ရှိတယ်သင်ခန်းစာနဲ့ဓာတ်ပုံကလည်းအများကြီးရှိတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဝင်လာတယ်ဆိုလို့ရှိရင်ချုပ်လို့ရတယ်လို့ချက်မြင်ပါတယ်အဲ့တော့ဒီချက်ပြောပြချင်တာကပထမတစ်ခေါက် share ထားတဲ့တဲမှာဒီချက်ကို public နဲ့ share ထားတဲ့သူတွေရဲ့အမည်စည်းရင်းလေးတွေအားလုံးကိုသင်တန်းသူတွေရောပြင်ပကစိတ်ဝင်စားတဲ့သူတွေရောအားလုံးကိုဒီချက်အမည်စည်းရင်းလေးတွေရေးထားပေးပြီးပြီအဲ့တော့အခုဒီချက်ကမလုပ်ထားရလဲဆိုတော့သင်တန်းသူတွေကတော့ကိုယ့်ရဲ့ဒီသင်တန်းသူဖြစ်တဲ့အတွက်ကိုနဲ့တငယ်ချင်းဖြစ်ထားတယ်အဲ့ဒါကြောင့်မို့လို့တို့ကိုတော့ဒီချက်ကအချိန်မျိုးဖိတ်ခေါ်လို့ရတယ်သို့တော်လည်းပြင်ပသူတွေကိုကြတော့ဒီချက်ကအချိန်မျိုးဖိတ်ခေါ်လို့မရဘူးဒီချက်တို့က private လုပ်ထားတဲ့အတွက်ပေါ့လေနော်ဒါပေမဲ့လို့စိတ်ပူစရာမရှိဘူးလွယ်ကူအောင်ဝင်နိုင်လို့ရတဲ့နီးလေးကိုဒီချက်လောက်ထားပေးပါတယ်အဲ့ဒါကဘာလဲဆိုတဲ့ခါကျဒီချက်ကဒီမှာ scan ထုတ်ထားပေးတယ်เนาะဒီအိတ်သင်တန်းလေးကိုဒီချက်ကဒီ scan လေးနဲ့ဖြတ်ပြီးတော့ထုတ်ပေးထားတယ်အဲ့ဒါလေးလှုပ်ထားပြီးတဲ့အခါကျတော့တကယ်လို့ဥမာပြင်ပကနေပြီးစိတ်ဝင်စားတယ်သင်ကျင်တယ်ဆိုတဲ့သူကဒီ scan လေးကိုဖြတ်လိုက်တယ်ဆိုလို့ရှိရင်ဒီ group ကိုတွေ့မှာပဲဒီ group ကိုတွေ့တယ်ဆိုလို့ရှိရင်ဟာလာမိမိရဲ့ wall ပေါ်မှာ public နဲ့ share ထားပြီးပြီဆိုပြီးဒီချက်ကိုတက်သေးလာပြထားတယ်ဆိုလို့ရှိရင်ဒီချက်ကဒီမှာလာတောင်းဆိုတာနဲ့ဒီချက်ကချက်ချင်းခွင့်ပြုပေးလိုက်မယ်เนาะအဲ့တော့ဒီ scan လေးနဲ့ဖြတ်တာကပို့ပြီးတော့လွယ်ကူတယ်ဘာကြောင့်လဲဆိုတော့ဒီချက်အနေနဲ့ကဒီချက်ကတငယ်ချင်းအဖြစ်လဲထပ်ပြီးတော့တောင်းလို့မရဘူးထပ်ပြီးတော့လဲလက်ခံလို့မရဘူးဒီချက်သင်တန်းသူတွေအတွက်ကိုအဓိကထားရခြင်းဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဒီစကန်လေးနဲ့လည်းအဆင်ပြေတယ်ဆိုတာလေးကိုလည်းပြောချင်တယ်ပေါ့လေเนาะအဲ့တော့ဒီဟာလေးကဘယ်လိုလုပ်ရမလဲဆိုတဲ့အခါကျတော့ရှေ့မှာကတော့ဒီချက်ပြောထားတဲ့အတွက် share ထားပြီးကြပြီအားလုံးသိပြီးပြီဒါပေမဲ့ကျမတို့အခုမှပဲတွေ့တာပါဒီချက်ရေးတက်ချင်ပါတယ်ဆိုလို့ရှိရင်တက်လို့ရလားရပါတယ်เนาะအဲ့တော့အခုဒီချက်ရဲ့ဒီဗီဒီယိုလေးကိုမိမိရဲ့ wall ပေါ်မှာ public နဲ့တော့ share ပြီးရင် access ရိုက်ပြီးတော့ဒီချက်ရဲ့ဒီဗီဒီယိုအောက်မှန်ထဲမှာလာပြီးတော့ share ပြီးပါပြီဆိုပြီးထည့်ပေးเนาะအဲ့ဒါဆိုလို့အဲ့လိုထည့်ပေးလိုက်ပြီးပြီဆိုလို့ရှိရင်ဒီ scan လေးကိုဖြတ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ scan မှာဒီချက်ကိုနာမည်လာပေါ်မယ်ဘယ်သူကဒီထဲကိုသင်တန်းထဲကိုဝင်ကျင်လို့ပါဆိုလို့ရှိရင်ဒီချက်ကစောစောက share ထားတဲ့နာမည်နဲ့တိုက်ပြီးတော့ဒီချက်ဒီထဲကိုသင်တန်းထဲကိုဝင်ခွင့်ပြုမယ်လို့ပြောပြချင်ပါတယ်เนาะဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီချက်ကလည်းဒီ public နဲ့ share ခိုင်းထားတယ်ဆိုတာကအဓိကကဒီပညာဒါနအိတ်ကလေးတွေကဟာလာတချို့ကတကယ်ကိုချုပ်ချင်တဲ့သူရှိတယ်ဝါသနာပါတဲ့သူရှိတယ်အဲ့လိုသူမျိုးတွေကမတွေ့လိုက်တဲ့အခါကျရင်သူတို့အတွက်ကနှမျောဖို့ကောင်းတယ်လို့ချက်ကပြောပြခြင်းတယ်နောက်တစ်ချက်ကလည်းပညာဒါနဆိုတဲ့ဥစ္စာလေးကလေ share ပေးသင့်တယ်နော်ဘာကြောင့် share ပေးသင့်လဲဒီစကားကလည်းဒီချက်ထပ်ပြီးပြောပါတယ်ဘာကြောင့် share ပေးသင့်လဲဆိုတော့ဒီချက်တို့ကပညာတစ်ခုကိုမိမိကလိုချင်တယ်ဆိုလို့ရှိရင်မိမိကလည်းပြန်ပြီးမျှဝေပေးတယ်ဆိုလို့ရှိရင်ကိုယ့်စီမှာလည်းပညာရသလိုတစ်ဖက်လိုချင်တဲ့သူအတွက်ကလည်းပညာတွေရသွားတယ်အဲ့ဒါအရန်အရေးကြီးတယ်เนาะဒါကြောင့်မလို့ဒီချက်က public နဲ့ share ပေးပါလို့ဒီချက်အမြဲပြောတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့တကယ်လို့ဟုတ်လား sorry public နဲ့မဟုတ်ပဲနဲ့မိမိရဲ့ private နဲ့ပဲ share မယ်ဆိုလို့ရှိရင်တော့ဘာမှမထူးဘူးလေဘယ်သူမှလည်းမတွေ့ဘူးမိမိမှာရှိတဲ့တငယ်ချင်းပေါင်းသိမ်းမဲ့တွေ့မှာလေเนาะအဲ့တော့ပညာဒါနမထမြောက်ဘူးလို့ဒီချက်ကပြောပြခြင်းတယ်เนาะအဲ့တော့ရှေ့မှာလည်းဒီချက်ပြောထားတယ်တချို့ညီမလေးတွေ private တွေနဲ့ share ထားတဲ့အတွက်ပြန်ပြင်ပေးပါဆိုတော့ခုဒီတချို့မပြင်သေးတာတွေရှိတယ်ဒါကတော့ဒီချက်မတတ်နိုင်ဘူးပေါ့လေเนาะဒီချက်အနေနဲ့ကတော့ဒီချက်ကစီကန်းသတ်မှတ်ထားတဲ့အတွက်ဒီစီကန်းတစ်ခုနဲ့ပဲအားလုံးကို private နဲ့share လို့မရဘူး public နဲ့ share ရမယ်လို့ပြောထားပြီးသားကိုဒီချက်နောက်ထပ်ပြန်မပြင်ပါဘူးလို့ပြောပြခြင်းတယ်အဲ့တော့
public နဲ့ share ထားပြီးပြီဆိုလို့ရှိရင်ဒီချက်ရဲ့ဒီဗီဒီယိုမှန်းအောက်ထဲမှာလာပြီးထည့်ပေးလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီသင်တန်းလေးတွေကိုဝင်ခွင့်ရရှိသွားမယ်လို့ပြောချင်ပါတယ်နားလည်လိမ့်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နိုင်ဆာမေနီလာကွေးပါရှင်